ငြိမ်းချမ်းနေတဲ့ထင်ရတဲ့ဒီကမ္ဘာမှာ2034မှာတတိယကမ္ဘာစစ်ကြီးတစ်ခုဖြစ်လာနိုင်တယ်ဆိုရင်မင်းဘာတွေပြင်ဆင်ထားမလဲ2034 and Novel of the Next World War စာအုပ်ထဲမှာဒီခေတ်လူငယ်တွေအရေးတကြီးတည်ထားတဲ့နိုင်ငံတကာပြည်ပခါတွေကြားမှာရှင်းတဲ့ဆိုရင်ဘာတွေတည်ထားရမလဲဆိုတဲ့အရေးကြီးသင်ခန်းစာ၅ချက်ကိုညှဝေပေးသွားပါမယ်နံပါတ်1ဤပညာစစ်ပွဲတွေကိုနားလဲပါစောင်းမှာ AI နဲ့ Cyber တိုက်ခိုက်မှုတွေ drone စစ်ပွဲတွေကလက်နက်စစ်ပွဲထက်ပိုပြီးတော့အရေးပါလာတာကိုပြသထားတယ်လူငယ်တွေအနေနဲ့ digital လုံခြုံရေးနဲ့ internet အခြေပြုပြည်ပခါတွေကိုတည်ထားဖို့လိုအပ်တယ်နံပါတ်2ကမ္ဘာနိုင်ငံရေးကိုမျက်စိစုံမိမထားပါနဲ့2034မှာတရုတ်အမေရိကန်တင်းမာမှုထိုင်ဝမ်ယူကရိန်းတို့လိုနေရာတွေမှာကမ္ဘာစစ်ပွဲရဲ့အစပြိုးနိုင်တဲ့ချက်ဖြစ်လာနိုင်တယ်လို့ဆိုရတယ်လူငယ်တွေအနေနဲ့နိုင်ငံတကာဆက်ဆံရေးနဲ့ပထဝီနိုင်ငံရေးတို့ကိုပို့ပြီးတော့လေ့လာထားတဲ့နံပါတ်3စစ်ပွဲတွေရဲ့နောက်ွယ်ကစီးပွားရေးရှုပ်တော့ပေါ့စာအုပ်မှာရေနံလမ်းကြောင်းဤပညာထိန်းချုပ်မှုငွေကြေးစနစ်တွေကစစ်ပွဲတွေရဲ့အဓိကအကြောင်းရင်းဖြစ်နေတာကိုပြသထားတယ်စီးပွားရေးအရလွတ်လပ်ဖို့ဥပမာ local economy တို့ cryptocurrency တို့ကိုအရေးပေးဖို့လိုအပ်တယ်နံပါတ်4ပြည်ပခါတွေကြားမှာကိုယ့်အသက်ကိုကယ်နီ2034ရဲ့စစ်ပွဲတွေမှာတည်င်းရှက်အလက်မှာ fake news စိတ်ပညာတိုက်ခိုက်မှု psychological war phase တွေကအဓိကလက်နက်ဖြစ်လာမယ်ဆိုတော့ critical thinking နဲ့အရေးပေါ်ရှိနေတို့တဲ့ကိုကပြင်ဆင်ထားဖို့လိုအပ်တယ်နံပါတ်5ငြိမ်းချမ်းရေးအတွက်လူငယ်တွေရဲ့တာဝန်ကအရေးပါတယ်စာအုပ်ကတတိပေးထားတာကအချိန်မီကိုကမပြင်ဆင်နိုင်ဘူးဆိုရင်တတိယကမ္ဘာစစ်ကမလွဲမသွေလူငယ်တွေအနေနဲ့ငြိမ်းချမ်းရေးအတွက်နိုင်ငံရေးတွေ့ကြမှုတွေမှာပါဝင်ကူညီဖို့လိုရတယ်ဗျဆိုတော့ဒီစာအုပ်မှာတရုတ်နဲ့အမေရိကန်ကြား cyber war ဖြစ်တဲ့အခါမှာပြည်သူတွေရဲ့ဖုန်းတွေပြီးတော့ဘဏ်အကောင့်တွေစေးရုံစနစ်တွေကိုပါဟက်ခံလိုက်ရတဲ့အခါမှာဘယ်လိုရှင်းနေတွေဖြစ်သွားတယ်ဆိုတာကိုစိတ်ဝင်စားစွာနဲ့သူကအရေးပြထားတဲ့စာအုပ်တုပ်ဖြစ်တယ်ဗျဆိုတော့ဒီစာအုပ်လေးကိုဖတ်ဖို့အတွက် recommend ပေးပါတယ်ဗျအားလုံးပဲကျမ်းမာချမ်းသာကြပါစေဗျအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါပေါ့ကျွန်တော်ကတော့မင်ထားပါခင်ဗျာ